ဂျာမနီနိုင်ငံဂျာမနီဟာဥရောပအလဲပိုင်းမှာတည်ရှိပြီးဥရောပရဲ့စီးပွားရေးအင်အားအကောင်းဆုံးနဲ့ဩဇာအရှိဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။တမိုင်းကြောင်ဤပညာနဲ့ယဉ်ကျေးမှုပိုင်းမှာအင်မတန်ကြွယ်ဝတဲ့နိုင်ငံချက်လို့အချက်အလက်တွေကိုအနှစ်ချုပ်တင်ပြပေးပါမယ်။တဲ့အခြေခံအချက်အလက်များမြို့တော်ဘာလင်လူဦးရေ84သန်းခန့်ဥရောပသမဂ္ဂတွင်လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။အုပ်ချုပ်ရေး Federal ပြည်ထောင်စုစနစ်ပြည်နယ်16ခုနဲ့ဖွဲ့စည်းထားပါတယ်။ငွေကြေး Euro နှစ်စီးပွားရေးနဲ့နည်းပညာ Made in Germany ဂျာမနီဟာကမ္ဘာစတုခမြောက်စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီးအထူးသဖြင့်အင်ဂျင်နီယာနဲ့ကားထုတ်လုပ်မှုမှာကမ္ဘာကျော်ပါတယ်။နာမည်ကြီးသစ်စိတ်များ Mercedes-Benz, BMW, Audi, Volkswagen, Porsche စတဲ့ကားကုမ္ပဏီတွေအပြင် Siemens နဲ့ Adidas တို့ဟာလည်းဂျာမနီနိုင်ငံရဲ့ဂုဏ်ဆောင်ကုမ္ပဏီတွေဖြစ်ပါတယ်။အရေးအသွေး Made in Germany ဆိုရင်ခိုင်ခန့်ပြီးစိတ်ချရတဲ့အရေးအသွေးအဖြစ်ဒီကမ္ဘာလုံးကအတိအမှတ်ပြုကြပါတယ်။3. ပညာရေးနဲ့အလုပ်အကောင်အခမဲ့ပညာရေးဂျာမနီနိုင်ငံရဲ့အစိုးရတက္ကသိုလ်အများစုမှာနိုင်ငံသားတွေအတွက်ပါကျောင်းလက tuition fees အခမဲ့ဖြစ်ပါတယ်။ဒါကြောင့်မြန်မာကျောင်းသားတွေအပါအဝင်တစ်ကမ္ဘာလုံးကကျောင်းသားတွေအားထားရနိုင်ငံဖြစ်ပါတယ်။ Dual Education စာတွေ့နဲ့လက်တွေ့အလုပ်ခွင့်ကိုတွဲဖက်သင်ကြားပေးတဲ့စနစ်ကြောင့်ကျွမ်းကျင်လို့သာအလွန်ပေါ်များပါတယ်။4. ယဉ်ကျေးမှုနဲ့သမိုင်း Oktoberfest ကမ္ဘာအကြီးဆုံးဘီယာပွဲတော်ကိုမြို့နယ်မြို့မှာနှစ်စဉ်ကျင်းပပါတယ်။သမိုင်းကြောင့်ဒုတိယကမ္ဘာစစ်သမိုင်းကြောင်းတွေဘာလင်တနိုင်းပြိုလဲမှုတွေဟာဂျာမနီရဲ့အရေးပါတဲ့သမိုင်းမှတ်တိုင်တွေဖြစ်ပါတယ်။ငါစိတ်ဝင်စားစရာအချက်လက်တိုးများဂီတနဲ့သတ္တနာပညာနာမည်ကျော်ဂီတပညာရှင်ဘယ်သူပဲနဲ့သတ္တနာဗေဒပညာရှင်အင်မန်နျူယ်ကင်တူရဲ့ဇာတိလည်းဖြစ်ပါတယ်။အော်တိုဘန်ဂျာမနီအဝေးပြေးလမ်းအချို့မှာအရှိအနှုံးကန့်သက်ချက်မရှိပါဘူး။ Castle နိုင်ငံတွင်းမှာရိုမင်းဆန်ကတ်လာပါတဲ့ရဲတိုက်ပေါင်း2000ကျော်ရှိပါတယ်။ Bread ပေါင်မုတ်အမျိုးအစားပေါင်း3000ကျော်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။